သူတို့အဲ့လိုပြောနေကြတော့သူတို့နောင်တရေဒီကောင်ကရောက်လာခဲ့တယ်။အောက်မလီတရေကြီးပါလား။ဒီလိုနဲ့တုတ်ပေါ်လေးမိဝိုင်းနားမှာသွားကက်နေခဲ့တော့တာ။ဟိုကျုပ်ကိုမလန့်ကြပါနဲ့။ကျုပ်ကအတင်တို့မျှော်နေခဲ့တာပါ။အောင်မဲရွာကတင်ချိုင်လန်းဟာတရင်ဆိုးနဲ့နမိတ်ကြီးတယ်။အကြောင်းကတင်ချိုင်လန်းနဲ့ဝင်သွားတဲ့လူမဲ့သမျှဟာပြန်ထွက်မလာနိုင်တာကြောင့်ပါအဲ့ဒီတင်ချိုင်လန်းကရွာတွေကလူတွေထင်ထားသလိုတကယ်ပဲဆိုရတဲ့လမ်းဟုတ်မဟုတ်ကိုတော့ကြည့်လိုက်ရအောင်ပါနော်ဖိုးထုနဲ့ငပိန်ကနွားကြောင်းရင်းနဲ့ရွာနောက်ကတင်ချိုင်နာကိုရောက်လာခဲ့ကြတယ်ဟဲ့အောင်ငပိန်ဒီနားမှာမျက်တွေပေါ်သွားပြီမင်းနွားကိုခဏလောက်လှုပ်ထားလိုက်ပါလားအေးဟာဒီနားမှာအစာတွေပေါ်နေဆိုတော့ခဏလောက်လွှတ်ထားကြတာပေါ့ဒီလိုနဲ့ငပိန်နဲ့ဖိုးထုလေးနွားကိုလွှတ်ထားလိုက်ပြီးအပင်အောက်မှာထိုင်ဆောင်နေလိုက်ကြတယ်ဟိုးပူလိုက်တာရေတောင်စားလာပြီငါမှရေပါတယ်ရော့အဲ့လိုပြောပြီးငပိန်လေးသူ့လွယ်ထဲကနေရေဘူးထုတ်ပေးလိုက်တယ်ဖိုးထုကရေတောက်ပြီးတော့ရော့မင်းလည်းတောက်လေတော်ပါပြီငါမတောက်တော့ဘူးစွမ်းနာလေးနေရာမှာတောက်ထားတာအဲ့ဒီအချိန်မှာဝုန်းကနေမြည်သွားတဲ့အတန်ကိုကြားလိုက်ရတာပါဟင်ဘာတန်လဲသူတို့နှစ်ယောက်လေးအတန်လာရာကိုကြည့်လိုက်ချိန်မှာတော့အုတ်ဂူတွေကနေထွက်လာတဲ့ဦးလေးကြီးတယောက်ကိုမြင်လိုက်ရတာပဲဖြစ်တယ်ဟမ်ဦးလေးကဘာလို့အုတ်ဂူတွေကထွက်လာရတာလဲအုတ်ဂူတွေကထွက်လာတဲ့ဦးလေးကြီးလေးဖိုးထုတို့ကိုမြင်တော့လန့်သွားခဲ့တာပါအမလေးလန့်တာမင်းတို့နှစ်ယောက်ကလေဒီဘယောက်မှာဘာထိုင်လုပ်နေကြရလဲဟိုသားတော့ကနွားเจ้าနေကြတာဗျဒါနဲ့ဦးလေးကဘာလို့အုတ်ဂူတွေကထွက်လာလဲတေးပြီးတော့ပြန်သက်ရှင်လာလားအာမဟုတ်ပါဘူးဟာကျောက်ကအထက်ကိုတော့လေးလာတာဗျာအထက်မှာဘာတွေလေးလာစရာရှိလို့တော့ဦးလေးရဲ့မင်းတို့ဟိုတဲ့ကိုမကြားဘူးလားကွဘယ်တဲ့လဲတို့ရွာနားမှာရှိတဲ့တင်ချိုင်းလဲဆိုတာလေတားကြားဘူးတွေဗျအဲ့ဒါဘာဖြစ်လို့လဲအေးအဲ့ဒါဟိုအုတ်ဂူတွေကဝင်ရတာပဲဗျာအဲ့လိုဆိုအုတ်ဂူတွေကိုဝင်လိုက်ရင်အောက်မှာလမ်းရှိနေရလားဒါဘောဟာဟိုရွာတွေကလူတွေပြောတာတော့အဲ့ဒီလမ်းတွေကိုဝင်သွားတဲ့သူတွေကပြန်ထွက်မလာနိုင်ကြဘူးဆိုအေးဦးလေးလည်းအဲ့လိုကြားဘူးလို့ထိတ်ဝါလေးနေခဏဝင်ကြည့်တာဒါနဲ့အထဲမှာရွှေတွေရှိနေလို့လားကျုပ်လည်းအဲ့လိုတွေးမိလို့ဝင်သွားကြည့်တာဟာအရင်ခေတ်တုန်းကအသုံးပြုခဲ့တဲ့မြေအောင်လန်းဆိုပေမဲ့ထူးခြားတာလေဘာမှသိမ့်မရှိပါဘူးဒါဆိုဘာမှတွေ့မလာခဲ့ဘူးပေါ့ထိတ်ဝါတွေမို့တင်နေဘာမှတော့မတွေ့ခဲ့ဘူးကဲပါကျုပ်လည်းရေချိုးဖို့အတွက်အိမ်ပြန်လိုက်အောင်မေဟုတ်ကဲ့ပါဦးလေးဒါလုံးနဲ့ဦးလေးကြီးလေသူတို့နာထွက်သွားခဲ့တော့တယ်ဒါနဲ့တင်းချိုင်းလန်းကြီးကဘာလို့အုတ်ဂူထဲမှာကြီးရှိနေရလဲအေးနော်ဒါကိုရွာလူကြီးတွေကဝင်ထွက်မလုပ်စေချင်လို့ခုလိုလွတ်လိုက်တာများလားမင်းပြောသလိုပဲဖြစ်မှာပေါ့ငပိန်ငါတော့လေအဲ့ဒီတင်းချိုင်းလန်းကိုရမ်းကိုစိတ်ဝင်စားသွားပြီရွာလူကြီးတွေကဘာလို့အုတ်ဂူလုပ်ပြီးပိတ်ထားခဲ့တယ်ဆိုတာမင်းမသိချင်ဘူးလားအနေအများလိုပဲနေမှာပေါ့ဘိုးသူကအထက်ဝင်သွားတဲ့သူတွေတိုင်းပြန်မထွက်လာနိုင်တာပဲကြည့်လေအဲ့ဒါကြောင့်မို့ခုလိုလူတွေမသိအောင်အုတ်ဂူလုပ်ပြီးပိတ်ထားခဲ့တာနေမှာပေါ့မင်းရောအဲ့ဒီတင်းချိုင်းလန်းကတကယ်ပဲအန်ဒီရှိအောင်ဟုတ်ရဲ့လားဆိုတာမသိချင်ဘူးလားသိတော့သိချင်နေဟာဒါပေမဲ့ပြန်မထွက်လာနိုင်တဲ့သူတွေများတယ်ဆိုတော့တိတ်စွန့်စားရကြမနေဘူးလားငါတော့အဲ့လိုစွန့်စားပြီးအဲ့ဒီတင်းချိုင်းလန်းကတကယ်ပဲအန်ဒီရှိမရှိဆိုတာတို့ရလူကြီးကိုပြောပြခြင်းနေအေးပါငါတော့မင်းသွားမဲ့ဘယ်နေရာပဲဖြစ်ဖြစ်လိုက်ဖို့အစင်းသင့်ပါပဲဒါနဲ့စကားမဆက်ငါပိန်မင်းသွားရောအေးဟာဘယ်ရောက်သွားပါလိမ့်ဒီလိုနဲ့ဖိုးထုတို့လည်းနွားကိုလိုက်ရှာကြတယ်ဖိုးထုတို့အင်ရှီယာကွက်ပြစ်မှာတော့၄ယောက်သားလူစုံပြီးအချင်းမောင်းစားနေခဲ့ကြတာပါငါပိန်မနေ့ကမင်းတို့နှစ်ယောက်နွားချောင်းသွားကြတယ်ဆိုငါလည်းမခေါ်ပါလားအေးလေမင်းတို့နှစ်ယောက်ကဘာလို့တုပ်ဘောကိုလည်းခေါ်မသွားကြတာလဲမခေါ်တာမဟုတ်ဘူးဟာငါတယောက်တည်းသွားတာဖိုးထုနဲ့ကလေလမ်းမှာအမှတ်မတင်တွေးမိပြီးတော့ဖိုးထုပါလိုက်လာတာအော်အဲ့လိုလားဒါနဲ့မင်းတို့နှစ်ယောက်တင်းဆိုင်လန်းကိုကြားဘူးကြလားငါကြားဘူးတယ်အဲ့ဒီလမ်းကလေအရှင်ခေတ်တုန်းကကုံသွေးရေးအတွက်အသုံးပြုခဲ့တဲ့လမ်းဆိုပေဟာ
ဘယ်နေရာတွေကိုကုံနေတာလဲဆိုတာရောသိရလားအဲ့တော့ငါလည်းမသိဘူးဟာတို့ရွာနာတခြားပဲနေမှာပေါ့အဲ့လန်ပိတ်ပြတာကြာပြီမဟုတ်လားအဲ့ဒါကိုဘာလို့ဖို့လဲငါအဲ့ဒီထဲကိုဝင်ပြီးတော့စူးစမ်းကျင်လို့ဟာဟေးအဲ့တော့မဖြစ်ဘူးနော်အဲ့ဒီထဲမှာလေနတ်တွေရောတရေတွေရောပေါ်နေဆိုပဲဘာဖြစ်လဲတုတ်ပေါ်ရဲ့ငါတို့အဲ့ဒီရှာတွေကိုအကွင်းဆိုင်နိုင်တာပဲဟာဒါနဲ့နေကအဲ့ဒီစီသွားပြီးတော့ဘာသွားလုပ်ကျင်တာလဲအဲ့နေရာကိုပြန်လေအသုံးပြုအောင်လို့သွားစူးစမ်းကျင်တာဟာဒါနဲ့ငါတို့သွားစူးစမ်းပြီးအနေကင်းနေပဲထားလူကြီးတွေကပြန်အသုံးပြုပါမလားလွယ်ကူနေတော့သုံးရင်သုံးကြမှာပေါ့အဲ့လိုဆိုလေသဘောလေမင်းကျိုးရှိမယ်တည်းလောက်ပေါ့ဒါဆိုမင်းတို့ကမလိုက်ဘူးလားလိုက်မှာပေါ့ဟာမင်းပဲသွားလိုက်ဖို့အစင်းသိမ့်မယ်အဲ့ဒါဆိုအခုပဲသွားကြည့်မလားကြာသလားလို့သွားကြတာပေါ့ဟာဟဲ့မင်းတို့ကလေကွာစိုင်းမစစ်မစင်းနဲ့ချက်ချင်းသွားကြတော့မလို့လားဟာဒီလိုနဲ့တုပ်ပေါ်လေဖိုးထူးတို့နောက်ကိုပြေးလိုက်သွားခဲ့တော့တာတင်းချိုင်းကိုအရောက်မှာတော့ဖိုးထူးကကဲဘသူရှင်ဝင်ပါလဲငါရှင်ဝင်လိုက်မယ်လေဒါဆိုမင်းတမ်းမီးယူသွားလိုက်အဲ့လိုပြောပြီးဖိုးထူးကငပိတ်ကိုတမ်းမီးပေးလိုက်တယ်တုပ်ပေါ်ကသူ့စင်းမဲ့အလေရောက်မှာတော့ဒီလမ်းကမသုံးတာကြပြီဆိုတော့အထဲမှာအကောင်တွေများရှိနေမလားမသိဘူးနော်ကဲပါစဉ်းစားရှိရမြင်စဉ်းစားမှာအေးပါဒီလိုနဲ့တုတ်ပေါ်လေကြောက်နဲ့လိုက်ဝင်သွားကြတော့တယ်အဲ့လိုနဲ့ဂူထဲကိုရောက်မှာတော့အရာအလုံးကမှောင်မင်းနေခဲ့တာပါငါပိန်တို့ကိုလည်းဓမီပြပါအောင်ဟာဒီမှာမှောင်မင်းနေလို့ဘာမှမမြင်ရဘူးအေးပါတေချာလေးကြည့်လျှောက်ကြအောင်ဒီလိုင်ကောင်းကြီးအကြီးကြီးပဲနော်ငါတင်လူတွေတူးထားတာဆိုတော့ချင်းလေးမှတ်တာဟုတ်တယ်ငါရောပဲကဲအဲ့လိုဆိုလဲရှေ့ဆက်သွားပြီးရှောက်ကြည့်ကြတာပေါ့โอเคဒီလိုနဲ့ရေရီရှိနေရဲ့ကိုအတွင်းကိုရောက်လာခဲ့တော့တယ်ဟေးဒီမှာရေရီရှိနေရပဲဒီကနတ်တွေဖန်ဆင်းထားတဲ့ရေတွေလိုက်ရင်မဟုတ်တော့ပါဘူးကဟိုမှာကြည့်လေကြောက်ဆက်ရည်တွေကြာနေမမြင်ဘူးလားအဲ့ဒီကကြာနေမှာပေါ့ကဲပါဘယ်ကကြာအကုန်ရှိကိုအာယုံဆိုင်ကြဟဲဟိုမှာလင်းအောင်မြင်နေရတယ်တို့တွေမကြခင်ကူမြင်ဘက်ကိုရောက်တော့မယ်ထင်တယ်ဟုတ်လောက်တယ်ဟာအဲ့နောက်တော့ဘုံကြီးเจ้าမြတ်တစ်ခုနာကိုရောက်လာခဲ့ကြတယ်ဟမ်ဒီလိုနေရာမှာဘုံကြီးเจ้าမြတ်ကရှိနေခဲ့တာလားဒါပေါ်ဟာအရှင်ခေတ်တုန်းကအသုံးပြုခဲ့တဲ့လမ်းဆိုတော့ရှိနေနိုင်တာပဲလေကဲအဲ့လိုဆိုငါတို့လည်းအထက်ကိုဝင်ကြည့်ကြတာပေါ့ဒီလိုနဲ့ဖိုးထူးတို့လည်းဘုံကြီးเจ้าမြတ်တွေကိုဝင်သွားလိုက်ကြတယ်ဘုံကြီးเจ้าဘုံကိုရောက်မှာတော့အရာအလုံးကဖုန်တွေထူထပ်နေခဲ့ပြီးတချို့အရာတွေကလည်းပျက်စီးလို့နေပါဖြစ်နေခဲ့တာဝါเจ้าကြီးကအပေါ်မှာပူချဖို့ကောင်းတယ်နော်အဲ့လောက်လည်းမဟုတ်ပါဘူးဟာနေငိုးကကြောက်တယ်နေလို့နေမှာပေါ့ဖိုးထူကတော့စာအုပ်စင်တွေ့တာနဲ့စာအုပ်စင်နာသွားပြီးဟိုကြည့်ကြည့်နေခဲ့တော့တာဟေးငါတော့လေဒီနေရာတို့ရအတွက်အကျိုးရှိစီမဲ့နေရာလို့မြင်နေဘလို့မျိုးလဲဖိုးထူကဒါလို့လေကွာစူးစမ်းရတာကိုကြိုက်ပြီးအလဲဘက်လာခြင်းတဲ့သူတွေဆိုဒီနေရာအကွက်တီပဲဟုတ်တာပဲနော်ခုကြည့်ရသလောက်အနေရကင်းနေဆိုတော့လေဘက်တဲ့နေရာပဲသူတို့အဲ့လိုပြောနေကြတော့သူတို့နောင်တရေတကောင်ကရောက်လာခဲ့တယ်။အောက်မလီတရေကြီးပါလား။ဒီလိုနဲ့တုတ်ပေါ်လေးမိဝိုင်းနားမှာသွားကက်နေခဲ့တော့တာ။ဟိုကျုပ်ကိုမလန့်ကြပါနဲ့။ကျုပ်ကအတင်တို့ကိုမျှော်နေခဲ့တာပါ။ဟမ်ကျွန်တော်တို့ဘာလို့မျှော်နေခဲ့ရလဲ။အဲ့ဒါဒီလိုပါဒီကြောင်ကြီးကိုလူတွေလက်ထဲကိုပြန်ချင်နေခဲ့တာပါ။ကျုပ်စောင့်နေရလဲနှစ်ပေါင်းမနေတော့ပါဘူး။လူမပြောနဲ့တရေတကောင်တော့ပေါ်မလာခဲ့ပါဘူး။ဟိုဒီလိုလူသားတွေကတကယ်ပဲရောက်မလာခဲ့ဘူးလားဟုတ်ပါတယ်ရောက်မလာခဲ့ပါဘူးမင်းတို့ကတော့ပထမဆုံးပါပဲငါသိပြီအဲ့လိုဆိုဒီသေးချိုင်းလန့်ကိုဝင်ထွက်မလို့စီခြင်းလို့ကောလဟာလာသတင်းတွေဖြန့်ထားခဲ့တာနီမှာဟုတ်လောက်တယ်ဟာဒါလို့ဆိုကျုပ်ဒီเจ้าကြီးကိုလူသားရဲ့လက်ထဲအပ်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဒီတိုင်းပဲဆက်ပြေထားမယ်ဆိုရင်အဖိုးတန်เจ้าကြီးကတဖြည်းဖြည်းနဲ့ယွန်ရင်ပျက်စီးလာတော့မှာပါဟိုအဲ့ဒါကျွန်တော်လူကြီးတွေကိုခေါ်လာပေးပါမယ်အေးကွယ်အဲ့လိုဆိုလေမြန်လေးခေါ်လာပေးပါလို့ကျုပ်ကမြစ်တာရက်ခံပါတယ်ဟုတ်ကဲ့ပါအတင်းတည်း
ဒါလိုနဲ့ဖိုးထုတို့လည်းတရေတီကိုနှုတ်ဆက်လို့အဲ့နေရာကနေထွက်လာခဲ့လိုက်ကြတာနောက်နေ့ရောက်တော့ဖိုးထုတို့အဖွဲ့လည်းမော်စီယာချက်ကြီးအိမ်ကိုအကျိုးအကြောင်းပြောပြဖို့အတွက်ရောက်နေခဲ့ကြတာပါမင်းတို့ပြောသလိုဆိုတင်းချိုင်းလန်းကအန်နီရကင်းပြီးအထဲမှာဖုန်ကြီးเจ้าမြတ်တခုလည်းရှိနေအဲ့လိုလားဟုတ်ပါတယ်ကိုချက်ကြီးအဲ့ဒါထက်အဲ့ဒီကြောင်တရေတကောင်ကထိန်းသိမ်းထားပြီးဆက်လက်ထိန်းသိမ်းဖို့လူသားတွေကိုစောင့်နေခဲ့တယ်ဟုတ်လားဟုတ်ပါတယ်ကိုချက်ကြီးကျွန်တော်တို့သွားလေးလာရတဲ့လောက်တော့အဲ့ဒီတင်းချိုင်းလန်းကဘာအနေမှမရှိပါဘူးဗျသမီးတင်တော့အရင်ခေတ်ကလူကြီးတွေကအသုံးမပြုစေချင်လို့ပိတ်ထားခဲ့တယ်ထင်ပါတယ်အင်းလေအသုံးမပြုစေချင်တာနောက်တော့ကျောင်းကိုဆက်လက်ထိန်းသိမ်းဖို့အတွက်တော့တကြီးကိုအကျိုးဆောင်သွားပြောပြကြတာပေါ့ဟုတ်ကဲ့ပါကိုချက်ကြီးအိမ်နောက်တော့မော်စီယာချက်ကြီးနဲ့ဖိုးထုတို့လည်းတကြီးအိမ်ကိုသွားလိုက်ကြပြီးအကျိုးဆောင်ပြောပြလိုက်ကြတယ်ကိုပြေပေါ်မှာထိုင်နေတဲ့တကြီးကမော်စီယာချက်ကြီးစကားအဆုံးမှာတော့ဟေးဟုတ်လားကျုပ်လည်းအရင်ခေတ်တည်းကလူကြီးတွေကအဲ့လန်ကိုပိတ်ထားခဲ့တာဆိုတော့ရှာနုရာမဖွင့်ကြည့်ခဲ့မိဘူးမောင်ရင်တို့ပြောတဲ့အတိုင်းဆိုအဲ့လန်ကိုအသုံးပြုရင်လေကျုပ်တို့အတွက်စိုးကျုံမရှိတော့ဘူးပဲဟုတ်ပါတယ်တကြီးအေးကွာကျုပ်ရွာတွေကလူကြီးတွေနဲ့အရင်တိုင်းမကြည့်ပြီးအဲ့လန်ကိုပြန်ဖွင့်လို့ရရင်တော့ပြန်ဖွင့်ပေးပြီးအထဲမှာရှိနေတဲ့အကြောင်းကိုလည်းဆက်လက်ထိန်းသိမ်းပေးပါမယ်ကျေးဇူးပါမယ်တကြီးအေးကွာကျုပ်ကသာမောင်ရင်တို့ကိုကျေးဇူးတင်ရမှာအိမ်နောက်တော့မော်စီယာချက်ကြီးနဲ့ဖိုးထုတို့လည်းတကြီးကိုနှုတ်ဆက်လို့အဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်